မျိုးသမီးဟာကမ်းမရဲ့အောက်ခြေမှာလက်ဆေးပင်ပင်ကိုပထမပဲတွေ့ရှိသွားခဲ့ပါတယ်။ဒါနဲ့သူမဇတုံးကိုချင်းဆွဲတော့ပြီးလက်ဆေးပန်းတစ်ကွင်းကိုခွေယူကပစနာကိုကတ်လိုက်ပါတယ်။အကြခင်မှာပဲသူမရဲ့ခန္ဓာကိုယ်ဟာအရင်ကအတိုင်းပြည့်လဲကောင်းမလာခဲ့ပါတယ်။လက်ဆေးပန်းကတစ်လောက်ဆွမ်းတက်တာကိုမြင်လိုက်ရတဲ့မျိုးသမီးအကုန်လုံးကိုခွေယူသွားဖို့ပြင်ဆင်လိုက်တဲ့အခါမှာတော့မတင်မဲ့ပဲအဲ့ဒီချိန်မှာပဲရှောင်းဦးလီကောင်ရုပ်တရက်ပေါ်လာပြီးဒါဟာသူရင်တွေ့တာပြကြောင်းလက်အချမ်းနဲ့တီဗီတက်လိုက်တဲ့အတွက်မျိုးသမီးလည်းခိရပြမင်းတက်သွားခဲ့ရပါတယ်။ထိုအချိန်မှာဒေါသလည်းထွက်ရည်လေးကျင်စရာကောင်းနေတာကြောင့်လက်ကိုဝေးရမ်းလိုက်အောင်နဲ့ရှောင်းဦးလီကိုလက်ရဖမ်းဆီးလိုက်ပါတော့တယ်။ဒါပေမဲ့ရှောင်းဦးလီရဲ့အမိကိုသူကင်မိလိုက်တဲ့အချိန်မှာတော့ခုထူးဆန်းနေတာကိုတည်ထားမိသွားပါတယ်။ဒီလိုထိလေးလာရတဲ့ခံစားချက်ကဘာလို့တော့တော့ရင်းနေရတာလဲ။တကယ်တော့ဒီမျိုးသမီးဟာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်လောက်ကမိစ္ဆာပင်မဖြစ်ခဲ့ပေမဲ့ကော်ရှိတကောင်ပေါ်မှာပဲဆွဲလန်းကြည့်စွာချင်မိခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာလူမျိုးစုရဲ့တစ္ဆာမဟုတ်မှုကိုခံခဲ့ရပြီးဝိညာဉ်အစနာလေးတစ်ခုတည်းတိုင်ကျင်းခဲ့ကတောက်ကမ်းမအောက်ခြေမှာထာဝရပိတ်လောင်ခံထားရတာပါ။တောင်းငင်ဘောကနေပြုတ်ကျလာတဲ့အမျိုးသမီးတစ်ယောက်ကသူမကိုလာရောက်နှိုးလိုက်တဲ့ဒီနေ့ဒီပေါ့။အမျိုးသမီးရဲ့သွေးမျိုးဆက်ကိုခန်းစားမိလိုက်တဲ့အခါမှာတော့သူဟာချစ်ချင်းမဲ့စိတ်ဝင်စားဖြစ်သွားပြီးသူမရဲ့ဝိညာဉ်ကိုသိမ်းပိုက်လိုက်ပါတော့တယ်။အဲ့ဒီချိန်မှာပဲမူလပိုင်ရှင်မှညံတွေဟာလည်းတပါးလေးစီးဝင်လာပြီးတကယ်မှန်တရားကိုသိလိုက်ရပါတော့တယ်။သူမဟာမျိုးစားမြင့်အိမ်တော်ရဲ့ကြီးစိုးသမီးရင်းဖြစ်ပေမဲ့မျိုးနဲ့တူညီမတွေရဲ့မနာလိုတိုရှင်မှုကိုကန်ခဲ့ရပြီးရုပ်ပြစင်းမြဖြစ်အောင်လှဖြတ်ခံရကကြောက်ကမ်းမတဲ့ကိုတွန်းချခံခဲ့ရတာပါ။အယာနာတရားတွေနဲ့ပြည့်နေတဲ့ဒီခန္ဓာကိုယ်ကိုကြည့်ရင်သူဟာလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကသူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သစ္စာဖောက်မှုတွေကိုပြန်လည်သိရသွားပြီးသနာကိန်းနဲ့တက်မိသွားပါတယ်။ဒီချိန်ထဲမှာပဲမူလပိုင်ရှင်အတွက်ကလစားချေပေးဖို့သူဟာဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်ပါတော့တယ်။ရုပ်တက်ပေါ်လာတဲ့ရှောင်းဦးလေးကြောင့်သူရဲ့စိတ်အာရုံထဲမှာအတိတ်ကမှညံအစနာတွေဟာအလိုလိုပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီလိုကြံရှိနေတဲ့မှညံအစနာလေးတွေနဲ့တည်းအဲ့ဒီလူကဘာလို့လဲဆိုတာကိုသူဘလို့မှစဉ်းစားလို့မရခဲ့ပါဘူး။တကယ်တော့အဲ့တုန်းကကော်ရှိဟာအခုဆိုရင်နတ်ဆွနေနေရဲ့ဌာနရဲ့နာမည်ကျော်ကြားလာတဲ့ကော်ရှိမကြီးဖြစ်နေပြီဆိုတာသူလုံးဝမသိခဲ့ပါဘူး။ပြီးတော့သူ့ရဲ့ရင်ခွင်ထဲမှာပွေ့ချီထားတဲ့ရှောင်းဦးလေးဟာလည်းတခြားသူမဟုတ်ပဲကော်ရှိရဲ့ရင်သွေးလေးပဲဖြစ်နေပါတော့တယ်။အဲ့ဒီမျိုးသမီးဟာလည်းသူ့ရဲ့သားကိုရှာဖို့အတွက်ခုလေးတင်ပဲထွက်သွားခဲ့တာပါ။ကော်ရှိကပြေးတော့ရောက်လာပြီးလက်ညှိုးလေးနဲ့တာယာတုတ်လိုက်တာနဲ့ရှောင်းဦးလေးဟာလူသားပုံစံဖြစ်ကိုချင်းချင်းပြောင်းလဲသွားခဲ့ပါတယ်။အမှန်တော့ရှောင်းဦးလေးဒီရောက်လာတဲ့ရည်ရွယ်ချက်ကဒဏ်ရာရနေတဲ့သူ့ဘခင်အတွက်ရှေးဝိညာဉ်ပန်းကိုလာရှာတာပဲဖြစ်ပါတယ်။နမင်းရဲ့တတိကိုသိရှိပြီးတဲ့နောက်မှာတော့ကော်ရှိဟာချက်ချင်းပဲမော်ပညာနဲ့အဲ့ဒီမျိုးသမီးရှီဟာဖျင်းရအဆိုင်တော်ကိုတင်နေရာကိုရှာဖွေလိုက်ပါတယ်။ဒီချိန်ထဲမှာပဲတရားကနေပြန်ရှင်လာတဲ့အမဖြစ်သူဟာဆိုင်တော်ကိုပြန်ရောက်လာလို့မိမိတယောက်ထိတ်လက်တော်လို့ပြီးထွက်ပြေးဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့အဲ့ဒီမျိုးသမီးကနောက်ပြန်ချက်ကန်လိုက်ပြီးသတို့ကိုဆွဲထုတ်ကလေဘင်းကိုတိုက်ရိုက်ချိန်ရွယ်ပြီးဟန်ထားလိုက်ပါတော့တယ်။သူမကလေဘင်းစီကိုဓာတ်ဦးလဲလိုက်တဲ့အခါအမြောင်လေးဓာတ်ဘူးမဟုတ်လား။မိမိလည်းချစ်ချင်းဆိုစလိုပဲဝိညာဉ်လင်းပြကြောက်လန့်သွားပြီးသူ့ကိုတက်ချမ်းသာပေးဖို့အမဖြစ်သူကိုတဲတန်တောက်ပန်ပါတော့တယ်။ဒါပေမဲ့အခုချိန်မှာတော့ဒီမျိုးသမီးဟာအရင်ကလိုအနိုင်ကျင့်ခံနေကြအားနွယ်တဲ့မျိုးသမီးမဟုတ်တော့ပါဘူး။မိသားစုရဲ့အကြီးဆုံးသမီးတော်ဖြစ်တဲ့သူမဟာမူလခန္ဓာကိုယ်ပိုင်ရှင်အတွက်လက်စားချေဖို့စတုပ်ကိုမြောက်လိုက်ပေမဲ့အမြောင်လေးမဲ့ရောက်ရှိလာတဲ့ကိုရင်တော်ရဲ့တားဆီးခြင်းကိုခံလိုက်ရပါတယ်။ဒါပေမဲ့တာမန်ကိုရင်တော်တယောက်ကရောင်ဝမ်းရဲ့ပြိုင်ပွဲဘယ်လိုလုပ်ဖြစ်နိုင်ပါလဲ။သူ့တိုက်ခိုက်မှုအားလုံးကိုဒီမျိုးသမီးဟာမျက်နှာတစ်ခက်အတွင်းမှာပဲအလဲတစ်ခုပဲဖြစ်ရှင်လိုက်ပါတယ်။ခဏအတွင်းမှာပဲစံပြားတွေကညီမလေးရဲ့လေဘင်းပေါ်ကိုတကြော့ပင်ရောက်ရှိသွားပါတယ်။စဉ္ညာတန်ကြားလို့ပြေးလွှတ်ရောက်လာတဲ့ဂျူမူကတော့သူ့သမီးရဲ့စပင်ပင်ကိုတောင်ထိခိုက်အောင်လုပ်ရရင်တေဖို့မြေဖို့စရာနေရာတောင်ရှိမှာမဟုတ်ဘူးလို့အမျိုးသမီးကိုချစ်ချင်းချစ်ချောက်လိုက်ပါတယ်။အမျိုးသမီးကတော့ဒါကိုထင်သေးတဲ့ပြောတစ်ခုနဲ့တုံ့ပြန်လိုက်ပြီးညီမလေးရဲ့ပါကိုလက်ပြန်တစ်ချက်ရိုက်လိုက်ပါတော့တယ်။ပြီးတော့မှသူ့ကိုလာမရှုံကြဖို့နဲ့မဟုတ်ရင်လက်ကလေးတစ်ချက်လှုပ်သွားလိုက်တာနဲ့နောက်ဆက်တွဲကျိုးဆက်တွေကိုကိုယ်တိုင်တောင်းယူရမယ်လို့အားလုံးကိုအေးအေးပဲသတိပေးလိုက်ပါတယ်။ဂျူမူကတော့တရားစဉ်တရားနဲ့စီယုံမှုကြိုးစားနေတော့ပါပဲ။အမျိုးလေးမဲစကားတော့မဆုံးသေးခင်ပါပဲ။ထိုမျိုးသမီးကမင်းမရဲ့မျက်နှာကိုနောက်တစ်ချက်ထပ်မရိုက်နိုင်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဟိုရဲကရောက်ရှိလာခဲ့ပြီးမင်းမကလည်းချစ်ချစ်ဆိုလို့ရှင်လေးကိုပြောင်းပြန်လာကသူ့အမရဲ့အမကမနာလိုစိတ်နဲ့ကြောက်ကမအဆုကိုလှည့်ပြခေါ်ဆောင်လာခဲ့တာလို့လောက်ချန်ဆွဆွဲပါတော့တယ်။သူကအမပြည့်တဲ့ကုကူကိုတွန်းချဖို့ကြိုးစားခဲ့တာကြောင့်အသက်ဘေးရန်ရဲ့ဆွေးရတဲ့အခြေအနေမှာကုကူကိုကာကွယ်ရင်းနဲ့အမတ်ထင်ပြန်ပြီးတွန်းပြီးသွားတာပါလို့လိန်ညာခဲ့ပါတယ်။အမမှန်ကိုမွေခွဲနိုင်တဲ့ဟိုရက်ကလည်းမင်းမရဲ့လိန်ညာစကားတွေကိုယုံလွယ်ခဲ့ပြီးမင်းမဟာကုကူကာကွယ်ဖို့အတွက်လှုပ်ဆောင်ခဲ့တာကြောင့်ဘာပြစ်မှမရှိဘူးလို့ဆိုကထုံမျိုးသမီးကိုကိုချစ်ချစ်လက်လွတ်ပေးလိုက်ဖို့မိန်ပေးလိုက်ပါတယ်။အမျိုးသမီးကလှောက်ပြုံးပြုံးရင်းနဲ့ဟိုရအနေနဲ့သူမကိုဒီလောကကနေချောကြီးထွက်သွားစေချင်နေတာလားလို့မေးခွန်းထုတ်လိုက်ပါတယ်။သူကဟိုရက်ကိုမိမိကိုယ်တိုင်ဟာရောင်ဝယ်မျိုးနယ်စုဝင်ဖြစ်ပြီးတော်ဝင်မိသားစုကသာသူ့ရဲ့အသက်ရှင်တည်ဆုံမှုကိုစိုးဖြတ်နိုင်တာဖြစ်ကြောင်းတောတောင်ကြားတဲ့ကနေလာတဲ့ဟိုရက်လိုလူမျိုးကတော့သူ့ကိုစီရင်ဖို့ဘာရချင်းမှမရှိသေးဘူးလို့သတိပေးလိုက်ပါတယ်။လိမ့်နာသွားတဲ့ဟိုရက်ကဒေါသထလွန်လို့နေရာနဲ့သွေးရံတဲ့ဒီဖြစ်သွားပြီးတကယ်လို့မတတ်နိုင်ရင်တော့မှလက်ချေတွေကိုတော့ရိုက်ချိုးပစ်မယ်လို့ချိန်ဝါလိုက်ပါတော့တယ်။ဒါကိုချတော့မျိုးသမီးကအကျယ်ကြီးရှင်မောက်လိုက်ပြီးစရိုးနဲ့ပဲတိုက်ရိုက်ထိုးဆက်ချလိုက်ပါတော့တယ်။မိမိရင်ဘတ်ကိုကိုယ်တိုင်ထိုးနှက်လိုက်ပေမဲ့ထိုးဆက်စွာနဲ့တရားရရှိသွားတာကတော့မိမိဖြစ်နေခဲ့ပါတယ်။တတော်ဆန်ငါ့ရဲ့အရင်ကောက်ကောက်မိမိအပေါ်ကိုနှစ်ပြားတက်နဲ့ငါကိုယ်တိုင်စီရင်ခဲ့တာပဲ။မင်းကငါ့ရဲ့လက်ချေတွေကိုရိုက်ချိုးပစ်ဖို့အတွက်အခုထိဘာလို့မြန်မလာသေးတာလဲ။အဲ့ဒီချိန်မှာပဲကော်ရှိဟာအမျိုးသမီးစီကိုရုတ်တရက်လည်းပဲရောက်ရှိလာခဲ့ပါတယ်။မျိုးသမီးဟာသူ့ရဲ့ရင်ခွင်ထဲကမြေခွဲမိကိုတစ်ချက်ကြည့်အောင်နဲ့သတိထားမိသွားပြီးချစ်စရာကောင်းလာတဲ့ချောင်လီလေးအကြောင်းကိုမသိစိတ်ကနေတန်းတန်းသတိရသွားခဲ့မိပါတယ်။ဒီဘက်မှာလည်းနိုင်ငံတော်ဆရာကြီးဟာအမျိုးသမီးကိုမြင်လိုက်ရတဲ့ပထမဆုံးကြည့်ပါနဲ့သူ့ရဲ့စိတ်အာရုံထဲမှာအတိတ်ကပေါ်ရင်းလာတဲ့ဟာတရိပ်ရိပ်နဲ့ပြန်လက်ထည့်လာခဲ့ပါတော့တယ်။ရောင်ဝမ်းနဲ့တူပြတ်တန်းခဲ့တဲ့ချုံမြင်လာတဲ့ခိုက်တန်လေးတွေမှာရောင်ဝမ်းဒါတကယ်ပဲမင်းလား